လုံးခဲ့တဲ့3နှစ်လောက်ကကျွန်တော်လူတွေနဲ့ဆက်ဆံရတဲ့ဖီစီမှုတွေအများများနေတယ်။ဘသူ့ကမှမတွေ့ရစကားမပြောရတဲ့နေရာတစ်ခုမှာနေရှင်စိတ်ဖြစ်မိတယ်။ဒါနဲ့ပဲတခြားလူမရှိတဲ့နေရာတစ်ခုကိုအပန်းပြေခရီးထွက်ဖို့ဆုံးဖြတ်လိုက်တယ်။အစာကြီးရှာပြီးတဲ့နောက်မှာတော့အကောင်းဆုံးဆိုတဲ့နေရာတစ်ခုကိုတွေ့ခဲ့တယ်။အခီးစဉ်ရောက်တဲ့နေ့မှာကျွန်တော်ဟာကားမောင်းသွားပြီးတောအုပ်ရဲ့အနက်ဆုံးနေရာရောက်အောင်ဝင်လာခဲ့လိုက်တယ်။အဲ့ဒီကိုရောက်တာနဲ့တက်လေးတစ်လုံးစားပြီးစောက်တယ်။မကြခင်မှာပဲကျွန်တော်နောက်ကရွှက်မိတန်တစ်ခုကြားလိုက်ရတယ်။ကျွန်တော်ထိတ်လန့်သွားပြီးလက်ကြည့်ပြီးမှဘယ်သူမှရှိမနေဘူး။တိတ်ဆိတ်သွားတဲ့အချိန်မှာတစ်ပင်တစ်ပင်ရဲ့နောက်ကရီတန်တစ်ခုရုတ်တရက်ကြားလိုက်ရတယ်။ဟဲ့အဲ့ဒီမှာဘာလုပ်လဲ။ကျွန်တော်អော်လိုက်တယ်။ခဏနေတော့ဒါမင်းပြောတာမဟုတ်ဘူးဆိုတဲ့ရှော့ကကအတန်တစ်ခုကထွက်ပေါ်လာတယ်။သူစားတဲ့လူတယောက်လာနှောက်ယှက်တာချင်လို့ရင်ကြီးကြီးနေဖို့ကြိုးစားလိုက်တယ်။စိတ်မရှိပါနဲ့ဗျာ။ဒီနေ့တယောက်တည်း easy နေချင်လို့လာတာ။ငါနှောက်ယှက်လုပ်မယ်ဆိုရင်တခြားနေရာမှာလုပ်ပေးပါဆိုပြီးကျွန်တော်ပြောလိုက်တယ်။သူကတခုမှပြန်မပြောဘူး။တိတ်ဆိတ်နေတယ်။သူ့ရဲ့သူစားတဲ့အပြုတ်မှုစိတ်ဆိုးပြီးမဲ့နောက်ဆုံးတော့သူထွက်သွားလိမ့်မယ်လို့တွေးပြီးတက်ဆောက်တာကိုဆက်လုပ်နေလိုက်တယ်။ပြီးတော့သူရှိသေးလားလို့လှည့်ကြည့်ပြီးမဲ့မတွေ့ရဘူး။ဘာတမ်းမှမကြားရဘူး။ဒါနဲ့ထိုင်ပြီး YouTube ဗီဒီယိုတွေကြည့်ဘူးတန်းကပါလာတဲ့အစားအစာတွေစားပြီး easy နားနေလိုက်တယ်။ညဘက်ရောက်တော့တဲတဲဝင်ပြီးလှည့်လိုက်တယ်။အဲ့ဒီချိန်မှာအတန်တစ်ခုကြားလိုက်ရပါတယ်။အိတ်တော်မှာလား။ဒီမနေ့ကကြားခဲ့တဲ့အတန်ပဲ။ကျွန်တော်ထိတ်လန့်သွားပြီးတဲတဲကနေခုန်ထုတ်ကအတန်လာဖက်ကိုလှည့်ကြည့်လိုက်တယ်။အရင်ကသူပုံနေခဲ့တဲ့တစ်ပင်ပဲ။သူရှင်ရအောင်ကြားနေရပြီ။မင်းမတူလဲ။ဒီတရှင်လုံးဒီမှာရှိနေရလား။ကျွန်တော်အော်ပြောလိုက်တယ်။ဟာဒါပေါ်နေတာရမ်းကောင်းတယ်မလား။သူကတိတ်တစီပြန်ပြောပါတယ်။အဲ့ဒီချိန်မှာဒီကောင်ဟာတကယ်ကိုပုံမှန်မှုဆိုတာကျွန်တော်တေချာနားလည်လိုက်တယ်။ဟဲ့မင်းအခုလိုလုံးနေတာကိုရက်လိုက်ပြီးထွက်လာစမ်း။ဒါနဲ့ပဲရုတ်တရက်သူကတခြားတစ်ပင်တစ်ပင်စီကိုပြေးပုံးသွားတယ်။ပြီးတော့တိတ်ဆိတ်သွားတယ်။ကျွန်တော်စိတ်ဆိုးနေပြီမဲ့ဘာလို့ရမှန်းမသိဘူးဖြစ်နေတယ်။သူ့စီကိုလည်းမရှင်းခဲ့ချင်ဘူး။သူကဘာလို့မဆိုတာကျွန်တော်မသိနိုင်ဘူးလေ။အဲ့တော့ပစ္စည်းတွေတိမ်ပြီးပဲပြန်ထွက်သွားရမလားလို့ကျွန်တော်စဉ်းစားနေတော့သူထပ်ပြောလာတယ်။အဲ့ဒီကျတော့ဘင်းခေါင်းတလားဖြစ်နေတယ်။ဒါနဲ့ကျွန်တော်လည်းဆုံးဖြတ်လိုက်တယ်။ဒီအယူနဲ့တက်နိုင်တဲ့မြောက်ဝေးရကိုထွက်ပြေးရမယ်လို့ဆုံးဖြတ်ပြီးကျွန်တော်တဲကိုစားဖြုတ်တော့တယ်။အဲ့ဒီအချိန်မှာသူကရင်းတယ်သွားမလို့လေ။မင်းကိုမင်းကင်ဖို့ငါဘလို့ကြာစောင့်ခဲ့ရရဲဆိုတော့မင်းသိလား။ကျွန်တော်ပစ္စည်းတွေအမြန်သိမ်းနေရုတ်တရက်သူအော်ဟိတ်ပြီးတစ်ပင်နောက်ကနေထွက်လာကကျွန်တော်စီကိုတက်တက်ပြေးလာတယ်။ကျွန်တော်ကားစီအမြန်ပြေးသွားပြီးတကားတော့ခက်ကရှင်းရှင်းမောင်းထွက်လိုက်တယ်။သူကလိုက်ပြေးပြီးတော့ကားပတင်းမောက်ကိုလက်နဲ့ရိုက်ချလိုက်တယ်။ကျွန်တော်အသေးချာမှပြောနိုင်ပြီပဲသူ့လက်တွေကတာမန်လူတယောက်လက်အရွယ်စားတဲ့နှစ်စားတော့ရှိမင်းဗျ။ကြောက်တဲ့စီရောတခါမှမကြုံဘူးတာကြီးဆောင်ကျွန်တော်ကောက်ဘလောက်မြင်မောင်းထွက်လိုက်တယ်မသိဘူး။ကျန်တဲ့များအဝေးဆုံးကိုမောင်းထွက်လိုက်ပြီးတော့ကျွန်တော်ရဲစခန်းဖုန်းဆက်လိုက်တယ်။ပြီးတော့အိမ်ကိုပဲတက်မောင်းသွားလိုက်ပါတယ်။နောက်ပိုင်းမှာဘာလို့ဆက်ဖြစ်သွားလဲတော့ကျွန်တော်မသိဘူး။ကျွန်တော်ဘာမှမချိခိုက်မိတာကျေးဇူးတင်စရာပါပဲ။ဒါပေမဲ့အခုတိုင်အောင်အဲ့ဒီအကြောင်းပြန်တွေးမိရင်အခုထိကြောက်နေနေတော့မိတယ်။